မင်္ဂလာပါရှင်မင်္ဂလာပါမင်္ဂလာပါရှင်မင်္ဂလာပါမင်္ဂလာပါရှင်လောက်ပါမင်္ဂလာလေးပို့တော့ကိုပြောင်းမင်္ဂလာပါရှင်မုံမိုးကတော့ကျမပါကျမကတော့မုံမိုးပါကျမကတော့မုံမိုးပါငါလိုက်လို့ဟိုအဲ့တော့မုံမိုးကတော့ကျမပါကျမအခုရောက်ရှိနေတာကတော့ပြည်သူတွေချစ်ခင်မြတ်နေရတဲ့ကျမတို့လည်းအငြင်းအမတ်တရားရှိနေတယ်အမတရားရှိနေမှာဆိုငါတို့ကပြေသွားပြီမို့လို့လားဟိုဒီတိုင်းကွာဒီစကားတွေပြီးတော့မှာပဲဒီအမတရားရှိနေမှာဟုတ်ပါရှောက်ပြောညာလဲလို့ပြောပြည်သူတွေအမတ်တရားရှိနေတဲ့တော်လာအနစ်ပညာရှင်တွေဒီကိစ္စမှာလေဟုတ်ပါလို့ကျွန်တော်အကောင်းကြီးရှိပါသေးတယ်ဟိုဒီချစ်တယ်နဲ့ရပါပြီဟိုဒီတိုင်းရဲ့ဒီကပြည်သူတွေခင်တယ်တော်လာအနစ်ပညာရှင်တွေဖြစ်တဲ့ဘသူငါတိနေရှိတယ်လေပြည်သူတွေချစ်တယ်နဲ့ပြောတယ်ဒီလိုဆိုတော့